တယောက်အမားလုပ်ပြီးလိန်ဖို့စူးစမ်းတဲ့အခါသူ့ကိုဖော်ထုတ်တာကတခြားလူမဟုတ်ဘူးသူ့ရဲ့ကြောက်စိတ်ကိုယ်တိုင်ပဲဖြစ်နေတတ်ပါတယ်နေ့စဉ်သင်ခန်းစာပါတဲ့ပုံမြင်တွေတင်ပေးနေပါတယ် subscribe လုပ်ပြီးမလွတ်တမ်းနားထောင်လိုက်ပါခင်ဗျာရှေးကုန်းပေါင်ခေတ်နန်းတော်တစ်ခုထဲမှာဘုရင်ကြီးအလွန်တန်ဖိုးထားတဲ့မြေအိုးကြီးတစ်လုံးရှိပါတယ်အဲ့ဒီအိုးဟာတာမန်အိုးမဟုတ်ပါဘူးရွှေရောင်အလှပန်းတွေထိုးထားပြီးနိုင်ငံခြားကနေဆက်တလာတဲ့အဖိုးတန်ပစ္စည်းတစ်ခုဖြစ်လို့နန်းတော်တွေကလူတိုင်းတောင်မထိရဲမကန်ရဲကြပါဘူးတနေ့မှာတော့နန်းတော်တွေကအမတ်ကြီးတယောက်ဟာအဲ့ဒီအိုးကိုစူးစမ်းကျင်စိမ့်နဲ့လက်ထဲယူကြည့်နေပါတယ်ဒီအိုးကြီးကတကယ်ပဲအဖိုးတန်လိုက်တာဆိုပြီးလှည့်ပတ်ကြည့်နေတော့လက်ချော်သွားပြီးဟွန်းမြေအိုးကြီးဟာမြေပြင်ပေါ်ပြုတ်ကျပြီးအပိုင်းပိုင်းကွဲသွားပါတော့တယ်အမတ်ကြီးလည်းမျက်နှာပြတ်သွားပါတယ်ဒုက္ခပဲဒီအိုးကဘုရင်ကြီးအရန်တန်ဖိုးထားတာငါသာခွဲမိတယ်ဆိုတာသိသွားရင်တေချာပေါက်အပြစ်ပေးခံရတော့မယ်အဲ့ဒါနဲ့သူဟာအိုးကွဲအပိုင်းအစတွေကိုအမြန်ပြန်ဆုထားပြီးကျွန်တော်မခွဲပါဘူးဖေဟာအလိုလိုကွဲသွားတာပါဆိုပြီးလိန်လေလျှောက်တင်လိုက်ပါတယ်ဘုရင်ကြီးလည်းဒေါသထွက်သွားပါတယ်ဒီလောက်ကြီးတဲ့အိုးကဘလို့အလိုလိုကွဲနိုင်မှာလဲတယောက်ယောက်ခွဲတာသိကြတယ်နန်းတော်ထဲမှာရှိတဲ့အမတ်တွေမင်းမှုထမ်းတွေအားလုံးလည်းတိတ်ဆိတ်သွားကြပါတယ်ဘယ်သူမှမဝင်ခံရဲကြပါဘူးအဲ့ဒီအချိန်မှာဦးပေါ်ဦးရှေ့တိုးလာပါတယ်ဦးပေါ်ဦးကအိုးကွဲအပိုင်းအစတွေကိုတေချာကြည့်ပြီးခဏလောက်စဉ်းစားနေပါတယ်ပြီးတော့ဘုရင်ကြီးကိုလက်အုပ်ချပြီးအေးဆေးစွာရှောက်တင်လိုက်ပါတယ်မှန်လားပါဖေဟာဒီအိုးဟာတာမန်အိုးမဟုတ်ပါဘူးဖေဟာစကားပြောတတ်တဲ့အိုးဖြစ်ပါတယ်ဖေဟာအမတ်တွေအားလုံးတယောက်မျက်နှာတယောက်ကြည့်သွားကြပါတယ်ဟင်အိုးကစကားပြောတတ်တယ်တကယ်ကြီးလားဘုရင်ကြီးတောင်စိတ်ဝင်စားသွားပါတယ်ကဲဒါဆိုဘလို့စစ်မလဲပေါ့ဦးပေါ်ဦးကခက်တီတီနဲ့ပြန်လျှောက်ပါတယ်လွယ်ပါတယ်ဖေဟာဒီအိုးကွဲအပိုင်းအစတွေကိုဝင်ကြီးတယောက်ချင်းစီနာနာကပ်ပြီးငါမခွဲဘူးလို့ပြောခိုင်းလိုက်ပါဖေဟာတကယ်လို့ခွဲတဲ့သူကလိန်ပြီးပြောရင်သူ့နိုင်ရွက်ကနေမိခိုးတွေထွက်လာပါလိမ့်မယ်ဖေဟာဒီစကားကြားတာနဲ့အိုးခွဲခဲ့တဲ့အမတ်ကြီးဟာအတွင်းစိတ်ထဲမှာစတင်တုန်လှုပ်လာပါတယ်တကယ်ပဲမိခိုးထွက်လာရင်ဘယ်လိုလုပ်မလဲဒါပေမဲ့အပြင်မှာတော့မသိတယ်လို့ဟန်ဆောင်နေပါတယ်ဘုရင်ကြီးကအမိန့်ချလိုက်ပါတယ်ကဲတယောက်ချင်းစမ်းကြအမတ်တွေတယောက်ပြီးတယောက်အိုးကွဲစားကိုနာနာကပ်ပြီးကျွန်တော်မခွဲပါဘူးကျွန်တော်မသိပါဘူးဆိုပြီးပြောကြပါတယ်ဘာမှမဖြစ်ပါဘူးနောက်ဆုံးအိုးခွဲခဲ့တဲ့အမတ်ကြီးအလှည့်ရောက်လာပါတယ်သူကအိုးစားကိုနာနာကပ်ပြီးအတန်တုံတုံနဲ့ငါမခွဲပါဘူးလို့ပြောလိုက်ပါတယ်ပြီးတာနဲ့သူဟာကိုနာရွက်ကိုလက်နဲ့ခဏခဏပုတ်ကြည့်နေတော့တယ်မိကိုထွက်နေပြီလားဆိုတဲ့ကြောက်စိတ်နဲ့မတိလိုက်ပဲနာရွက်ကိုစမ်းနေမိတာပါဦးပေါ်ဦးကအဲ့ဒီအပြုတ်မှုကိုမြင်တာနဲ့ချက်ချင်းပြုံးလိုက်ပါတယ်ပြီးတော့ဘုရင်ကြီးကိုလက်ညှိုးညွှန်ပြီးတွေ့ပြီမဟုတ်လားဖေဟာတကယ်အပြစ်ရှိတဲ့သူကကိုနာရွက်ကနေမိကိုထွက်မှာကြောက်လို့ခဏခဏစမ်းနေပါတယ်ဖေဟာနန်းတော်တစ်ခုလုံးတိတ်သွားပါတယ်အိုးခွဲခဲ့တဲ့အမတ်ကြီးလည်းမျက်နှာနီးရဲသွားပြီးနောက်ဆုံးမှာဒူးထောက်ဝင်ခံလိုက်ရပါတယ်ကျွန်တော်မှားသွားပါတယ်ဖေဟာကြောက်လို့လိမ်မိတာပါဘုရင်ကြီးလည်းဥပေါ်ဦးရဲ့ညံကိုသဘောကျပြီးတဟားဟာရင်မောလိုက်ပါတယ်ပေါ်ဦးရေမင်းကတော့လူစိတ်ကိုတိလုံးနေကောင်ပဲကွာဥပေါ်ဦးရဲ့ဉာဏ်ပညာဇလန်းတွေကိုကြိုက်ရင်နောက်ထပ်ပြောစရာရေးစရာပညာပေးဇလန်းကောင်းတွေကိုဆက်လက်အားပေးကြပါဦးခင်ဗျ